မင်္ဂလာပါဒီနေ့သင်ခန်းစာမှာတော့ image resolution နဲ့ image size အကြောင်းကိုသိစိတ်ပြောပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ image resolution အကြောင်းကိုပြောပြသွားမှာပါ image resolution ကို PPI နဲ့ DPI ဆိုပြီးတော့နှစ်ပိုင်းပြောပြသွားမှာဖြစ်ပါတယ် PPI ဆိုတာကတော့ pixel per inch ကိုပြောတာပါ pixels per inch ဆိုတာကတော့တလက်မမှာ pixel ပေါင်းဘယ်လောက်ရှိတယ်လဲဆိုတာကိုဆိုလိုတာပါတလက်မမှာ pixel ပေါင်းဘယ်လောက်ရှိတယ်လဲဆိုတာတော့ဟုတ်ပါပြီ pixel ဆိုတာဘာလဲဆိုတာမေးစရာဖြစ်လာပါပြီဟုတ်ကဲ့ပါ pixel ဆိုတာ digital image တွေကိုတိစောက်တဲ့နေရာမှာအခြေခံအကျဆုံး building blocks တွေဖြစ်ပါတယ်သူ့ပုံကိုကြည့်မယ်ဆိုရင်4000ဆက်ဆက် box တစ်ခုနဲ့တူပါတယ်ဒီ pixel တစ်ခုထဲမှာဆိုရင်အယောင်တန်မှုအဖြစ်တစ်ခုပဲပါပါတယ်image တစ်ခုမှာ pixel တွေဟာစစ်တူရင်ပုတ်လို့ကြားကွက်ပုတ်လို့မျိုးเนาะတစ်ခုနဲ့တစ်ခုဘေးချင်းရှင်ရက်တော့၎င်းအထက်အောက်တော့၎င်းအစီအစဉ်တကျစီထားပါတယ်အဲ့တော့မြင်နေရတဲ့အတိုင်းပါပဲဒါကျွန်တော်ကွန်ပျူတာမှာဆိုရင်အခြေခံကြဆုံး pixel စီကိုကျွန်တော်ရောက်တဲ့ထိအောင်လို့လူရဲ့မျက်လုံးနဲ့မြင်ရတဲ့ထိအောင်လို့ပေါ့ကျွန်တော် zoom in လောက်ထားတာပါအဲ့တော့ကျွန်တော် zoom out ပြန်လုပ်ပြပါမယ်ဟုတ်ကဲ့အခုလိုမြင်ရတဲ့အတိုင်းပါပဲကျွန်တော်ဒီဓာတ်ပုံကိုဟိုးလူရဲ့မျက်လုံးနဲ့ pixel ဆိုတဲ့အခြေခံကြဆုံး building block လေးတစ်ခုကိုတက်တက်ကိုမြင်ရတဲ့အထိအောင်လို့ကျွန်တော် zoom in လောက်ထားတာပါဒါကတော့ငကိုမူရင်ပုံမှန်ဖြစ်ပါတယ်အဲ့တော့ pixel တွေမှာတစ်ခုနဲ့တစ်ခုအဲ့လိုမျိုးဘေးချင်းရှင်းရတော့၎င်းအထောက်တော့၎င်းအစီအစဉ်စီနေတဲ့နေရာမှာတို့ခြားထဲမှာ gap ဆိုတာမရှိပါဘူးအယောင်တန်ဖို့အကြောင်းကိုလည်းကျွန်တော်ဆက်ပြောပါဦးမယ် Photoshop မှာအယောင်တွေကို channel တွေနဲ့တိစောက်ထားပါတယ် channel ဆိုတာကတော့ဥပမာ 1bit channel 2bit channel 8bit channel 16bit channel နဲ့ 32bit channel စသဖြင့်ပေါ့အဲ့ဒီလိုမျိုး channel တွေနဲ့တိစောက်ထားပါတယ် Photoshop မှာအသုံးအများဆုံးဖြစ်တဲ့ standard ဖြစ်တယ်ပေါ့နော်ဟို 8bit channel အကြောင်းကိုပြောပါမယ် 8bit ဆိုတာကတော့နှစ်ကို8ထပ်တင်ထားတာပါနှစ်8ထပ်လို့ပြောတာပါအဲ့တော့နှစ်8ထပ်ဆိုတော့သူ့ကိုတန်ဖိုးအနေနဲ့ထုတ်မယ်ဆိုရင်256ရပါတယ်အဲ့တော့နှစ်8ထပ်တန်ဖိုးဒီ256အဲ့တော့ဒီတော့ channel တစ်ခုမှာ256ရှိပါတယ်ဒါပေမဲ့ Photoshop မှာတော့ကဏ္ဍတွေကိုစတင်ရေးတွက်တဲ့နေရာမှာ0ကနေစပြီးရေးပါတယ်ဒါမှမဟုတ်1နေရာမှာ0ကိုအစားထည့်ပြီးရေးမယ်ဆိုရင်256ရောက်အောင်လို့255မှာဆုံးသက်ရမှာပါကြောင့်မလို့0 to 255ပေါ့အဲ့ channel တစ်ခုမှာ256တန်ဖိုးရှိမယ်ဆိုရင် channel 3ခုရှိမယ်ဆိုရင်တော့256ကို3ကြိမ်မြောက်ရုံပါပဲဒါဆိုလို့ရှိရင်ကျွန်တော်တို့3ကြိမ်မြောက်လိုက်ရင်ရလာတဲ့ရလတ်ဒီ16တန်9,900,000နဲ့216တန်ဖိုးအဖြစ်ရပါတယ်အဲ့တော့16တန်ကျော်လို့အကြမ်းဖြင့်ဆိုလို့ရပါတယ်ဘာကြောင့်ကျွန်တော်တို့ခုနက3 channel လို့ပြောရတယ်လဲဆိုရင်ကျွန်တော်တို့ monitor တွေ tablet တွေနော်ဖုန်းတွေ TV တွေပေါ့ကျွန်တော်တို့မြင်နေရတဲ့ဒီကျွန်တော်တို့ဒီကနေ့လက်ရှိအသုံးပြုနေတဲ့ဒီ digital devices တွေပေါ့သူတို့မှာပုံရိပ်တွေပေါ်ပြမယ်ဆိုရင်နော် RGB လို့ခေါ်တဲ့ red green ပြီးတော့ blue ဆိုပြီးတော့ channel 3မျိုးနော် color အဖြစ်အရောင်အဖြစ်3မျိုးနဲ့ပေါ်ပြပါတယ်ဒါကြောင့်မို့ကျွန်တော်က3 channel လို့ပြောတာပါဒါကြောင့်အနီရောင် channel မှာ256ရောင်အစိမ်းရောင်မှာဆင်းရောင် channel မှာ256ရောင်အပြာရောင် channel မှာ256ရောင်ဆိုပြီးတော့အလုံးပေါင်းနော်မြောက်လိုက်မယ်ဆိုရင်16တန်းကျော်ရမှာပါအယောင်တမိုးတစ်မျိုးလို့ဆိုတော့အယောင်တမိုးတစ်မျိုးရအောင်လို့ခုနကပြောတဲ့3 channel ပေါင်းပြီးမှအယောင်တမိုးတစ်ခုကိုဟိုရမှာပါဘယ်လိုလဲဆိုတော့ကျွန်တော်ဥပမာပြပါမယ်ဥပမာနေဖြင့်ကျွန်တော်ဒီမှာ color picker ကိုကျွန်တော်ဖွင့်ပါမယ်အဲ color picker ကိုဖွင့်ပြီးတော့ဥပမာဒီမှာရှိတဲ့ဥပမာဆိုတော့ဒီအယောင်လေးတစ်ယောက်ရဖို့အတွက်ကိုနော်ဒီအယောင်လေးတစ်ယောက်ရဲ့တမိုးရဖို့အတွက်ကိုနော် RGB ဆိုတော့ဟောဒီ
channel 3ခုရဲ့တန်ဖိုးတွေပေါ့ဒါဆိုရင်တန်ဖိုးအပြင်16เนาะတန်ဖိုးအပြင်148 240ခွန်ဆိုပြီးတော့ဒီတန်ဖိုး3ခုเนาะကိုပေါင်းပြီးတော့เนาะပေါင်းနေဆိုတာကဏ္ဍအပြင်ပေါင်းတာမဟုတ်ပါဘူးเนาะတန်ဖိုး3ခုဟိုဘယ်လိုခေါ်လဲရောပြီးတော့မှွေလိုက်တာပေါ့ရောတမလိုက်တာပေါ့เนาะ blend လုပ်လိုက်တယ်လို့ခေါ်blend လုပ်လို့ရလာတော့မှဒီတန်ဖိုးထွက်လာတာပါအဲ့တော့ဒါဆိုရင်ကျွန်တော်တို့ဘယ်နေရာမှာဒါကိုသုံးလဲဆိုရင်ကျွန်တော်ဥပမာပြပါမယ်ကျွန်တော်ပထမဆုံးအနေနဲ့ဟောဒီဒီ image ကိုကျွန်တော် pixel တစ်ခုရအောင်လို့ကျွန်တော် pixel တစ်ခုကိုလူမျက်လုံးနဲ့မြင်ရအောင်လို့ကျွန်တော် zoom in လုပ်ပါမယ်ဒါဆိုရင်ကျွန်တော်ဒီမှာ zoom tool လေးကိုယူပြီးတော့ကျွန်တော်ကိုလိုချင်တဲ့နေရာလေးမှာဖိပြီးတော့ကင်ထားပါမယ်ဒါဆိုရင်တဖြည်းဖြည်းနဲ့ zoom in ဖြစ်လာပါပြီအဲ့တော့တဖြည်းဖြည်းနဲ့ကျွန်တော် pixel တွေကိုမြင်လာရပါပြီနောက်ဆုံး pixel ရဲ့ pixel ထက်ကိုကျော်လွန်ပြီးသွားကြမရှိတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာပဲအဆုံးသတ်လိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာအယောင်တန်ဖိုးဒီ pixel တစ်ခုထဲမှာအယောင်တန်ဖိုးတစ်မျိုးတည်းပါတယ်ဆိုတာကိုကျွန်တော်ဒီမှာသရုပ်ပြချင်လို့ပါအဲ့တော့ကျွန်တော်ဒီကနေပြီးတော့ eyedropper tool လေးကိုကျွန်တော်ယူလိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်လိုချင်တဲ့ဟောဒီက pixel အကွက်ကလေးတစ်ခုထဲမှာကျွန်တော်တစ်ချက်နှိပ်ပါမယ်အဲ့ဒီလိုနှိပ်လိုက်တာနဲ့ဘာဖြစ်သွားလဲဆိုရင်ဟောဒီကနော် color panel ထဲမှာသူ့ရဲ့အယောင်တန်ဖိုးကိုချက်ချင်း sample ယူလိုက်တာပါနော်ဒီမှာလည်းကြည့်လို့ရပါတယ်အဲ့လိုယူလိုက်ပြီဆိုရင်ဒီခုနကကျွန်တော်ယူလိုက်တဲ့ဟောဒီအယောင်ရဲ့တန်ဖိုးဒီနော်ဒီခုနကပြောတဲ့ channel 3ခုနဲ့ဘယ်လိုပေါင်းပြီးတိစောက်ထားသလဲဆိုတာကိုကျွန်တော်တစ်ချက်သက်ကြည့်ပါမယ်အဲ့ဒါကတော့ R တန်ဖိုးဒီ216 G တန်ဖိုးဒီ102 B တန်ဖိုးဒီ110ခွန်ဆိုပြီးတော့ဟောဒီတန်ဖိုးဒီအတီးတီးကိုပေါင်းပြီးတော့ blend လုပ်လိုက်တော့မှဒါလည်းခုနကကျွန်တော်တို့ sample ယူထားတဲ့ color တစ်ခုရတာပါအဲ့တော့ RGB color channel ပေါ့ RGB mode အကြောင်းကိုကျွန်တော်အသေးစိတ်ပြောပြသွားတာပါအဲ့တော့ pixel တစ်ခုမှာအယောင်အပြင်တန်ဖိုးတစ်ခုပဲပါပါတယ်အဲ့ဒီအယောင်တန်ဖိုးတစ်ခုရအောင်လို့ခုနကပြောတဲ့ကျွန်တော် color channel ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ red green blue ပေါ့ red green blue လို့ခေါ်တဲ့ဟို3 channel ပေါ့ channel 3ခုကိုကျွန်တော်ပေါင်းပြီးလိုက်တော့မှ blend လုပ်ပြီးရလာတဲ့တန်ဖိုးကိုအဲ့ဒီ pixel ထဲမှာထည့်တာပါနော်အဲ့တော့ pixel တစ်ခုထဲမှာအယောင်တန်ဖိုးအဖြစ်တစ်ခုပါပါတယ်အဲ့ဒီလိုမျိုး pixel တွေကိုနော်ဘေးချင်းတော့၎င်းထောက်တော့၎င်းအကွက်လိုက်၄တောင်တီအကွက်ပေါ့အဲ့လိုအကွက်လိုက်စီပြီးတော့မှကျွန်တော်တို့ရဲ့ရုပ်ပုံတွေကိုဖော်ပြတာပါအဲ့တော့ကျွန်တော်တို့ကအခုလောတဲ့မြင်နေရဆိုရင်ကျွန်တော်တို့ဒီမှာအနီကွက်တို့ပိုင်းအောင်ကွက်တို့ဒီအကွက်တွေကိုပဲကျွန်တော်မြင်မှာပါအဲ့တော့ဒီအကွက်တွေကိုနော်ဟိုခုနကလိုမျိုးစီထားပြီးတော့မှကျွန်တော်တို့နော်နည်းဝေးရနေပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဒါဆိုဒါကျွန်တော်တို့အနည်းဆုံးကတ်ကြည့်ရင်ဒီလိုမြင်ရမှာပါအကယ်ကျွန်တော်ဝေးရနေကြည့်မယ်ဆိုတဖြည်းဖြည်းနဲ့စီထားတဲ့ပုံပေါ်လာမှာပါနော်ဒါဆိုလို့ချင်းကျွန်တော်တဖြည်းဖြည်းနဲ့ zoom out ပြန်လုပ်လိုက်တာနဲ့တဖြည်းဖြည်းနဲ့ဘယ်လိုမျိုးစီထားတယ် pixel တွေကိုဘယ်လိုမျိုးစီမံထားတယ်ဆိုတာကိုဒီနေရာမှာသရုပ်ပေါ်မှာပါအဲ့ဒါကတော့နော် pixel per inch လို့ခေါ်တဲ့ image resolution အကြောင်းကိုပြောတာပါနောက်တစ်ခုကတော့ DPI DPI ဆိုတာက dust per inch ပါ dust per inch ဆိုတာကတော့တလက်မမှာဘယ်နှကပြောတဲ့အဆက်ပေါင်းဘယ်လောက်ရှိတယ်လဲဆိုတာကိုပြောတာပါခုနကတော့ PPI မှာကတော့အကွက်ပေါင်းဘယ်လောက်ရှိတယ်လဲဆိုလိုတာဖြစ်ပြီးတော့ဒီနေရာမှာတော့အဆက်ပေါင်းဘယ်လောက်လဲဆိုတာကိုပြောတာပါဘာကြောင့်အဆက်နဲ့ပြောတယ်လဲဆိုတော့သူကတော့ print ထုတ်တဲ့အခါမှာသုံးတဲ့အကြောင်းမလို့ printer တွေဒီဒီကျွန်တော်တို့ဓာတ်ပုံထုတ်တဲ့ပဲဖြစ်ဖြစ်စာရွက်တွေပေါ်မှာပဲဖြစ်ဖြစ်ကျွန်တော်ထုတ်ပြီးဆိုလို့ရှိရင်သူဒီအဆက်ကလေးတွေချပြီးတော့မှနော်ဒီ command ကွန်ပျူတာနဲ့ command ပေးလိုက်တဲ့အတိုင်းရအောင်လို့ဆောင်ရွက်သွားတာပါဒါကြောင့်မလို့သူ့ကို dots per inch နဲ့သတ်မှတ်တာပါမိမိတို့ရဲ့ inkjet printer ဒါမှမဟုတ် laser jet printer တွေမှာ print ထုတ်တော့မယ်ဆိုရင် print resolution ကို dots per inch နဲ့သတ်မှတ်ပါတယ်နောက်တစ်ခါ image size အကြောင်းကိုပြောမှာပါ image size ဆိုတာကတော့ document size နဲ့ pixel dimension ဆိုပြီးတော့နှစ်မျိုးရှိပါတယ် document size ဆိုတာကတော့ print ထုတ်မဲ့ size ကိုပြောတာဖြစ်ပြီးတော့ print ထုတ်မဲ့စာရွက် size နော်စာရွက်ရဲ့ size ကိုပြောတာဖြစ်ပြီးတော့ pixel dimension ဆိုတာကတော့ print ထုတ်မဲ့အဲ့ဒီ document ထဲမှာရှိတဲ့နော်
pixel အရေးအတွက်ကိုပြောတာပါဥပမာဆိုပါစို့ resolution 300ရှိတဲ့အကျယ်8လက်မအမြင့်6လက်မရှိတဲ့ documents တစ်ခု pixel dimension ကိုသိချင်တယ်ဆိုရင်ကျွန်တော်တို့ file new ဒီနေရာမှာအကျယ်ဒီ8လက်မအမြင့်ဒီ6လက်မရှိ resolution ဒီ300 pixel per inch ရှိမဲ့ document တစ်ခုကိုကျွန်တော်တို့ဖန်တီးလိုက်မှာဆိုပါစို့ပြီးဖန်တီးတဲ့နေရာမှာcolor mode ဒီ RGB mode နဲ့ပြပြီးတော့8-bit display နဲ့ပြမှာပါဒါမှကျွန်တော် okay အဲဒါကျွန်တော်တို့ဖန်တီးလိုက်တဲ့ဟောဒီ document တစ်ခုရပါပြီအဲ့တော့ခုနကကျွန်တော်ပြော pixel dimension ကိုဘယ်မှာကြည့်ရမလဲဆိုရင် image size မှာတော့ကြည့်ရမှာပါ keyboard shortcut အနေနဲ့ control ရဲ့ alt ရဲ့ i ရဲ့တွဲပြီးတော့နှိပ်ရမှာပါအဲ့တော့ခုနကပြောတဲ့ document size ဆိုတာကတော့ဟောဒီမှာရှိရဲ့အကျယ်ဘယ်နှလက်မရှိတယ်လဲအမြင့်ဘယ်နှလက်မရှိတယ်လဲဆိုတာကိုပြောပြီးတော့သူရဲ့ resolution ကအဲ့ဒီဘယ်နှလက်မရှိတဲ့အထက်မှာတစ်လက်မှပတ်ပတ်လဲအတွင်းထဲမှာတစ်လက်မှအတွင်းထဲမှာသူရဲ့ခုနကပြောတဲ့ pixel အရေအတွက်ဘယ်လောက်ရှိတယ်လဲဆိုတာကိုရည်ညွှန်းတာပါဒီနေရာမှာ300 pixel per inch နဲ့ကျွန်တော်ယူထားပါတယ်အဲ့တော့ခုနကပြောတဲ့ pixel dimension အကြောင်းကိုဆက်ပါအောင်မယ် pixel dimension ဆိုတာကဟောဒီအကျယ်အားဖြင့်ဒီ document တစ်ခုရဲ့အကျယ်အားဖြင့်ပေါ့နော် pixel အရေအတွက်ဘယ်လောက်ရှိတယ်လဲဆိုတာကိုရည်ညွှန်းတာပြီးလို့ရှိရင်ဟောဒီမှာအမြင့်အားဖြင့်ဒီဟောဒီ document တစ်ခုလုံးရဲ့အမြင့်ပေါ့ဒီအမြင့်အတိုင်းပေါ့နော်ဒီကနေပြီးတော့ pixel တစ်ခုချင်းစီရေးမယ်ဆိုရင်အပေါ်ထိအောင်လို့pixel ပေါင်း1800ရှိမယ်ဟောလိုမျိုးဘေးကနေပြီးတော့ဒီဘက်ဘယ်ဘက်ဆောင်ကနေပြီးတော့ pixel နဲ့စရေးမယ်ညာဘက်ဆောင် pixel ရောက်တဲ့အထိအောင်လို့ pixel ပေါင်း2400ရှိမယ်pixel dimension ဆိုတာအဲ့ဒီအလျားလိုက်နဲ့ဟောဒီလိုမျိုးတောင်းလိုက်မျိုးရှိတဲ့ pixel အရေးအတွက်တွေကိုမြောက်လိုက်တာနဲ့ရလာတဲ့တန်ဖိုးကို pixel dimension ဆိုလိုတာပါအဲ့တော့ဒါဆိုလို့ရှိရင်2400နဲ့ကျွန်တော်1800နဲ့ကျွန်တော်မြောက်ကြည့်အောင်ဒါဆိုရင်2400နဲ့1800နဲ့ကျွန်တော်မြောက်မယ်ဆိုရင်2400ပြီးရတယ်အမြောက်1000နဲ့800ဒါဆိုလို့ရှိရင်သူရဲ့ pixel dimension ဒီ4 သန်း 3 သိန်းနဲ့2000ရပါတယ်အဲ့တော့ကျွန်တော်တို့က4 သန်း 3 သိန်း2000ရှိတယ်လို့မပြောပါဘူးသူ့ကိုဘယ်လိုမျိုးသတ်မှတ်တယ်လဲဆိုလို့ရှိရင်4.32 megabytes လို့သတ်မှတ်ပါတယ်နော် sorry မှားသွားလို့ megapixel ရှိတာပါနော်4.32 megapixel ဆိုရင်4 သန်း 3 သိန်းနဲ့2000 megapixel pixel အရေအတွက်4 သန်း 3 သိန်း2000ရှိပါတယ်အဲ့ဒါကိုရည်ညွှန်းတာပါအဲ့တော့ဟုတ်ကဲ့ဒါဆိုလို့ရှိရင် image resolution နဲ့ image size အကြောင်းကိုသဘောပေါက်လောက်ပါပြီဒါကြောင့်မလို့ကျွန်တော်ဒီသင်ခန်းစာကိုဒီနေရာမှာပဲခဏလောက်ရနာပြစေအခုလိုကြည့်ချင်တဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ